ဒါမျိုးအစီအတွေကိုကွယ်တတောင်းချွတ်နဲ့ပေးရဆိုတာအရန်ကိုတန်လုံးနေရပမာမဟုတ်ဖြူစီမှာပေးတာဖြူစီမှာပေးရနော်ဒီမှာအစင်နဲ့အများကြီးပဲ16စင်အောင်ပါတယ်ဒီလားပုံစံတစ်မျိုးပါလေအစင်4-50စင်အများဆုံးက4-50စင်မဟုတ်ကွယ်နော်အခုကလေ16စင်ကြီးများတော့မမေတို့စိတ်ကြိုက်ရွေးအစင်များမှရွေးချယ်တာဆိုရမမေတွေစိတ်ကြိုက်ရွေးအစင်တွေပြပေးမယ်ဒီလားအစင်မပြခင်အသားအနီးကပြပေးမယ်နော်ဒီမှာအသားလေးကဒီလိုမျိုးအနီးကလေသူကကြောက် pure cotton မော်နော်သူအသားကလေချွေးအရန်ဆုပ်တယ်အသားကလေးလေးအသားဖို့တင်လိုက်တာနဲ့အသားအရန်အေးရဒီလားအသားအရန်အေးတယ်ချွေးအရန်ဆုပ်တယ်တအရန်ဖြစ်တယ်အခုမိုးရင်းမော်နော်အိုက်ဆက်လည်းဖြစ်တယ်ချင်းကိုက်မှလည်းကြောက်တယ်ဆိုလို့ရှိရင်ဒါမျိုးလေးတွေစင်ဝယ်ရဲမမေဆိုလို့ရှိရင်လေအရင်တစ်ခါပုတ်ပြီးရဲမမေဆို10ဆုံး15ဆုံးယူကြတာဒါတွေကိုလေလက်လီကိုမှ10ဆုံး15ဆုံးအဲ့လိုလက်ကာစီနဲ့ယူကြတာဒီလက်လီကိုလေလက်ကာစီလေးနဲ့လိုချင်တယ်ဆိုလို့ရှိရင်လက်ကာစီက12ဆုံးတွဲကို1300နဲ့800ကျပ်နော်လက်ကာအနေနဲ့လိုချင်တယ်ဆိုလို့ရှိရင် site ကတော့အနည်းဆုံး2 site ယူပေးရတယ်မှာဥမာကလေးလေးကတစ်နှစ်ဆိုလို့ရှိရင်ပေါ့နော်80နဲ့90အဲ့လိုမျိုး2 site ရောပြီးတော့အဲ့လိုမျိုးယူလဲရတယ်90နဲ့100 2 site ရောပြီးတော့အဲ့လိုမျိုးယူလဲရတယ် site ကကျတော့80 90 100ဆိုပြီးတော့3 site လာပါတယ်ရှင်းဒီမှာဒါလေးအသားအရန်ကောင်းတယ်နော်ဒီမှာဘောင်းမီဆိုလဲဒါမျိုးသူပုံစံလေးအများကြီးပဲအခုပြပေးမယ်အစင်နဲ့အရန်လာတာဒီမှာပဆက်ဆက်လာမိမိရဲ့ဝတ်တာဆိုလဲအရန်လာဒီမှာဒါလေးဆိုလဲလေဒီအစင်အရန်ကြိုက်တယ်လူကြီးအစင်ရှိရဆိုကောင်းလာလိမ့်လားမိစင်တို့အဲ့လိုအသားမျိုးတွေနဲ့ထုတ်ကျင်တာမြန်မာနိုင်ငံမှာအဲ့လိုအသားမျိုးတွေမတွေ့တာနော်ထုတ်ပေးခြင်းနဲ့ပြပါတယ်လို့မျိုးမအစင်လေးအရန်လာတယ်တော်လေတစုံချင်းစေးကမှ19300ပဲရှိရနော်19300ပဲရှိပါတယ်ရှင်12ဆုံလက်ကယူမယ်ဆိုလို့ရှင်တော့13000နဲ့ရှိရပါနော်အစင်လေးတွေပဆက်ဆက်လာဒီမှာကြည့်မော်ရယ်ပုံနဲ့အတိုင်းကိုလှတာကွယ်ဒီမှာမော်ရယ်ပုံနဲ့အတိုင်းကိုလှတာဒီမှာဖြူရောင်တဲ့ပုံစံတွေကလေအပြင်ပုံတွေကပိုလာတယ်နော်မေကအပြင်ရောက်လာတဲ့ခါကျလို့ရှင်ပိုကြိုက်ကြရဲ့အပြင်ပုံတွေကပိုလာတယ်ဒီမှာဒီအစင်လေးတွေအမြင်မြန်ပဲပြလိုက်မယ်နော်မိနစ်တည်းအရန်ကြာပါမှာဆိုလို့ဒီမှာဒါလေးဆိုလဲနောက်မှာစတစ်ကာလေးတွေပါတယ်ဒီမှာဒါလေးဆိုလဲနောက်မှာဒီလိုစတစ်ကာလေးပါတယ်ဒီအစင်လေးဒီပုံစံလေးဆိုလဲအရန်ချဖို့ကောင်းတာဒီဘာမှအစင်လေးတွေအသက်ပဲဒီမှာဒါလေးဆိုလဲနောက်မှာစတစ်ကာလေးတွေပါတယ်နော်ဒါလေးဆိုအစိမ်းလေးကနောက်မှာစတစ်ကာလေးပါပါတယ်ရှင်